ကိုဥဆောင်နေတဲ့မိမတိုင်းကနူးညံ့ထူတောင်းမှုမရှိဘူး။ချက်မြက်တဲ့မိမဆိုတာစိတ်ဆက်လိမ့်မယ်။စိတ်ထားမကောက်ကျစ်ဘူး။ဒေါသကြီးရင်ကြီးမယ်။အချိန်ကြာကြာစိတ်မဆိုးတတ်ဘူး။ပွန့်ပွန့်လင်းလင်းဆက်ဆံတတ်တယ်။ဟန်မဆောင်တတ်ဘူး။မာယာမများဘူး။ရင်းရင်းနဲ့ဆက်ဆံရေးရှိတယ်။အိန္ဒြေကြီးတစ်ခွဲသားနဲ့မနေတတ်ဘူး။လူများနဲ့နေရတာနှစ်သက်တယ်။နေရာတကာဆရာကြီးလှုပ်တတ်ပေမဲ့စာနာစိတ်ရှိတဲ့နေရာမှာသူတို့ကိုလိုက်မမီဘူး။သူတို့အားနည်းချက်ကတနာတတ်တယ်။အနာတတ်တယ်လှုပ်ချင်ရကိုအကြောက်ရွံ့မရှိလို့ပြီးတော့နှောင်းနှားဆိုတာမရှိဘူးတခုပဲလူတယောက်ကိုမုံသွားရင်တေတော်စကားလှည့်မပြောနိုင်အောင်တွေးပြီးရစ်ဆက်တတ်တာလေးပဲချက်မြက်တယ်ဆိုရဲကသူများထက်တော်လို့သူများထက်တာလို့မို့သူတို့ရဲ့ရက်တီချက်ခံယူချက်တွေကသူများနဲ့မတူဘဲနဲ့ခိုင်ပါတယ်သူတို့ရဲ့အတွေးခေါ်အယူဆတွေကိုစုပ်ကင်ထားတတ်လို့ခိုင်ပါတယ်ထင်ရပေမဲ့အမှန်တကယ်ဆွဲကြီးတဲ့သူတွေဖြစ်တယ်သူများဘလို့ကူညီမလဲဆိုတာထက်ငါဘာလုပ်နိုင်လဲဆိုတာပဲတွေးတယ်အမတ်သေးကြီးကြီးရဲ့ရန်ညှိုးဖွဲ့ဖို့လက်တုံ့ပြန်ဖို့မဟုတ်ပေမဲ့သူတို့ကိုနာကျင်အောင်လုပ်မိရင်ဘယ်တော့မှမမေ့ဘူးနားလေခွင့်လွှတ်တတ်ပေမဲ့ဟေဆိုရင်လည်းလှည့်မကြည့်တော့ဘူးအေးစစ်စစ်လို့ထင်ရပေမဲ့လိုအပ်လာရင်ကြောက်တုံးကိုအရှိဖြောနိုင်စွမ်းရှိကြတယ်ပျော်ပျော်နေရင်ဖြတ်တန်းတတ်တဲ့သူတို့စိတ်တွေကတကယ်တော့တခြားသူတွေကိုပေးဆက်လိုက်ရတာတွေများတယ်အခက်အခဲရှိပေမဲ့ဘယ်ချင်းနေမှမဆိုအဆင်ပြေပါတယ်လို့ပဲပြောလို့ရှိတယ်သင်အဆင်ပြေရဲ့လားကိုယ်အဆင်ပြေပါတယ်